ရွှေစင်းနဲ့ရွှေမင်းသမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်းလာပြူကဘာကျော်များမြန်မာအာရှတလွားမော်ဒယ်မယ်ရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးဖြန်းတော်ရွှေလန်းလေးပေါ့လဲရင်ရွှေရင်ကျော်ပြေးမဲ့တမောမောအလူမြေတလေးရွှေရောင်စင်းရွှေသရာတွေဝင်လို့ပေါ့မိန်းကလေးများဟာထီအောင်လေးရတဲ့ချင်းဆုံးအလူတော်လေးကမိုးတော့ညံအောင်ဆိုတီးလို့သူကလေးနဲ့ကလို့နေပြန်ရွှေရိုးမြင်သူများလည်းပြောအလူရှင်ကြီးလည်းပြောရတနာစိတ်လဲလူတော်ပြိသိပါမည်ဖြစ်လို့ပြော